もしも読みばဒီနေ့မှာတော့ okay ရှေ့ကောင်ဖဲလို့ okay ဒီနေ့မှာတော့ကန်ရှင်းတွေက reaction လေးအကြောင်းကိုရုံးလာမိထားတာလေးရှိရပေါ့နော်အဲ့ဒါလေးတွေကိုရုံးမိသေးသေးလောက်တက်လောက်လေးရှင်းပြပေးပါမယ် Let's go ပထမဆုံးပေါ့နော်ကန်ရှင်းမှာက element 9မျိုးရှိပါတယ်အဲ့9မျိုးကတော့ pyro ဆိုတဲ့မီ hydro ဆိုတဲ့ရေ animal ဆိုတဲ့လေ electro ဆိုတဲ့လျှက်စစ် dendro ဆိုတဲ့တစ်ပင်ပေါ့နော် cryo ဆိုတဲ့ရေခဲ geo ဆိုတဲ့ဒီမြေကြီး element ပေါ့နော်စုစုပေါင်း element 9မျိုးရှိရပေါ့ကွာရှင်းတဲ့ဒီ elementary reaction တွေဆိုတာလည်းဒီ element 9ခုကိုပဲတက်ပြုတ်ပြီးတော့ဖြစ်လာတဲ့ reaction လေးတွေပေါ့နော်လွယ်လေးနဲ့အရင်စပြီးရှင်းပြပါမယ်ပထမဆုံးပြောပြမှာကတော့ဒီ geo ရဲ့ crystalline reaction အကြောင်းပါဒီ reaction ကပေါ့နော်ထူးခြားရတော့မရှိဘူး enemy damage ပေးရလည်းမရှိဘူးသူကဘာလုပ်ပေးလဲဆိုလို့ရှိရင် hydro pyro electro cryo အဲ့၄မျိုးနဲ့တွေ့လို့ရှိရင် crystalline reaction လေးဖြစ်ပြီးတော့ crystal လေးထုတ်ပေးရပေါ့နော်အဲ့ crystal လေးတွေက shield ဒိုင်းကလေးရအောင်ပေါ့နော်နမူနာပြပါမယ်ရှုံးလီဆိုရင်ကွာသူက geo character ဒီ enemy မှာဆိုရင်သူကင်ထားတဲ့ဟာတွေကမီးတုပ်လေးကွာတနည်းအားဖြင့်ပြောလို့ရှိရင် pyro element အဲ့ဒီ pyro element နဲ့ဒီရှုံးလီစီက geo element နဲ့ထိတွေ့ပြရတဲ့ဒီအောက်မှာ crystal လေးဖြစ်လာတယ်အဲ့ဒါကို crystalline reaction လို့ခေါ်တာပါအဲ့ crystal လေးတွေကိုတွားကြည့်လိုက်လို့ရှိရင်ပေါ့နော်ဒီလိုမျိုးရှိအသေးစားလေးရပါတယ်ဒီလောက်ပါပဲဒီ crystalline reaction ကအဲ့လောက်တော့အရေးမပါပါဘူးနောက်တစ်ခုကကြတော့ဒီ animal ကပေါ့နော် hydro pyro electro cryo အဲ့ဒီ element တွေနဲ့တွေ့လို့ရှိရင်ဖြစ်တတ်တဲ့ swell reaction အကြောင်းရှင်းပြပါမယ်ဒီ swell reaction မှာကဒီ animal ကပေါ့နော်ခုနကပြောခဲ့တဲ့ဒီ element ၄ခုနဲ့တွေ့လို့ရှိရင်ဒီအဲ့ element ၄ခုရဲ့ damage တွေကိုပို့ပြီးတော့တိုးအောင်လုပ်ပေးရမျိုးကွာဥပမာပေးမယ်ဆိုရင်ကွာမီးနဲ့လေနဲ့တွေ့ရပဲသဘောထားကြည့်လိုက်မီးလောက်ကလေးပေးဆိုတဲ့စကားပုံတော့ရှိရကွာအဲ့အတိုင်းဆိုလို့ရှိရင်မီးရဲ့ damage ကလေကြောင့်ပို့ပြီးတော့များသွားတယ်ဆိုတဲ့အဓိပ္ပာယ်တက်ရောက်တာပဲလေ swell reaction ကလည်းအဲ့လိုမျိုးအဓိပ္ပာယ်နဲ့တူပါပဲ swell reaction သုံးထားတဲ့နမူနာလေးပြပါမယ်ဒီမှာဆိုရင် sucrose ultimate သုံးလိုက်တာနဲ့ကွာသူ့ရဲ့ ultimate လေးကဒီ animal အတိုင်းပဲကွာအစိမ်းရောင်လေးပေါ့ပြောရမယ်ဆိုရင်ဒါပေမဲ့သူသုံးလိုက်တဲ့ enemy လေးကကျတော့လျှက်စစ်စီးနေပြီးသားဖြစ်နေတယ်အဲ့တော့ swell reaction ဖြစ်ကိုဖြစ်မှာပါဒီမှာရှိတဲ့သူ့ရဲ့ ultimate ကလည်းခရမ်းအောင်လေးပြောင်းသွားပါတယ်ငကိုကအစိမ်းအောင်လေးရှိတာပါသူ့ရဲ့ငကိုသုံးလိုက်တဲ့ ultimate ကဒီ animal နဲ့ပေါ့နော် enemy ထဲမှာစီးနေတဲ့လျှက်စစ်နဲ့တွားပြီးတော့တက်ပြလိုက်တဲ့အချိန်မှာ swell reaction ဖြစ်ပြီးတော့ဒီလိုမျိုးပြောင်းလဲသွားတာပါခုနက electro နဲ့တက်ပြတာပေါ့နော်ဒီမှာဆိုရင် hydro နဲ့တက်ပြတာဆိုရင်ဒီလိုအပြာရောင်လေးပြောင်းသွားပါတယ်နောက်ပြမှာကတော့ဒီ pyro hydro cryo ကြားမှာဖြစ်တဲ့ reaction လေးအကြောင်းပြမှာပါပထမဆုံး hydro နဲ့ pyro တွေ့လို့ရှိရင် vaporize ဆိုတဲ့အငွေ့ပြန်တဲ့ reaction ရပါတယ်ဒီ reaction ကလက်တွေ့လောကမှာလည်းရေကိုအိုးတုံးလက်ထည့်ပြီးတော့ဒီမီးဖိုနဲ့ပူပေးလိုက်လို့ရှိရင်အချင်းတစ်ခုရလာလို့ရှိရင်အငွေ့ပြန်သွားတဲ့လိုမျိုးပဲကွာဒီ reaction ရဲ့နမူနာကိုပြပါမယ်ဒီမှာဆိုရင် favorite reaction လေးဖြစ်သွားပြီးတော့ enemy မှာလည်းအငွေ့ပြန်သွားတာကိုမြင်ရပါတယ်။နောက်တစ်ခုက pyro နဲ့ cryo ကြားမှာဖြစ်တဲ့ melt reaction အကြောင်းရှင်းပြပါမယ်။ဒီ reaction ကရေခဲကိုအပူပေးလိုက်တာနဲ့အရေးပြောသွားတဲ့လိုမျိုးပါ။နမူနာပြပါမယ်။ Okay နောက်တစ်ခုကတော့ hydro နဲ့ cryo ကြားမှာဖြစ်တဲ့ chemical reaction frozen အကြောင်းရှင်းပြမှာပါ။ဒီ reaction ကရေကိုရေခဲတက်တာတစ်ထည့်လိုက်လို့ရှိရင်ရေခဲသွားတဲ့လိုမျိုးပါ။နမူနာပြပါမယ်။ဒီမှာဆိုရင် enemy တွေကပေါ့နော် hydro effect တက်ရောက်နေရတနည်းအားဖြင့်ပြောရေဆိုနေရပေါ့နော်အဲ့ဒါကိုခါရရဲ့ elemental scale ဖြစ်တဲ့ cryo နဲ့လုပ်လိုက်လို့ရှိရင်ဒီလိုမျိုး frozen ဖြစ်သွားပါတယ်နောက်ပြမယ့်အကြောင်းကတော့ဒီ electro ရဲ့ pyro ရဲ့ hydro ရဲ့ cryo ကြားမှာဖြစ်တဲ့ reaction တွေအကြောင်းရှင်းပြမှာပါပထမဆုံးပြောပြမှာကတော့ electro နဲ့ pyro ကြားမှာဖြစ်တဲ့ overload reaction အကြောင်းပါ overload ကကွာဒီ electro နဲ့ pyro နဲ့တွေ့တဲ့ချိန်ကျရင်ပြင်းထန်တဲ့ပောက်ကွဲမှုဖြစ်တာပါပောက်ကွဲမှုကပြင်းလုံးအောင်ကြည့်လို့ enemy တောင်လွင့်ထက်သွားတာလည်းအထိပါပဲနမူနာပြပါမယ်ဒီနေ့တိုင်းပဲ overload reaction ဖြစ်သွားပါတယ်ဒီကောင်ဆိုရင်ပောက်ကွဲပြီးတော့လွင့်ထွက်သွားတာပါကင်နောက်တစ်ခုကတော့ hydro နဲ့ electro နဲ့တွေ့တဲ့ချိန်ကျရင်ဖြစ်တဲ့ electro charge reaction ပါဒီ reaction လက်တွေ့မှာလည်းရေနဲ့လျှက်စစ်ထိလို့ရှိရင်တက်လိုက်တယ်လို့ပါပဲနမူနာပြပါမယ်Okay နောက်တစ်ခုကတော့ electro နဲ့ cryo နဲ့တွေ့လို့ရှိရင်ဖြစ်တဲ့ superconduct ဆိုတဲ့ reaction အကြောင်းပါရေခဲနေရချင်းကိုပေါ့နော် electro သွားပြလိုက်လို့ရှိရင်အဲ့ရေခဲတွေကပေါက်ထွက်ပြီးတော့ AOE ရေခဲတက်မျိုးပေးပါတယ်ဒီအပြန်နှွေးအောင်ကြီးတွေကပေါ့နော်ရေခဲတက်မျိုးကိုပြောတာပါပြီးသွားလို့ရှိရင်ဒီ reaction က enemy ရဲ့ defense ကိုလည်း short ပေးပါတယ်နောက်ရှင်းပြမယ့်အကြောင်းကတော့ dendro element နဲ့ပတ်သက်တဲ့ reaction တွေရဲ့အကြောင်းပါဒီ dendro ကပေါ့နော် hydro electro pyro ဆိုတဲ့ element ၃မျိုးနဲ့ပဲတက်ပြပါတယ်ပထမဆုံး dendro နဲ့ pyro ကြားမှာဖြစ်တဲ့ binding reaction အကြောင်းရှင်းပြပါမယ်ဒီ reaction ကပေါ့နော်အပင်နဲ့မီးနဲ့တွေ့ရဆိုတော့မီးဆွဲလွယ်တယ်ပြီးတော့ binding reaction ကသူကမီးကိုပေါ့တစ်မိမိနဲ့လောင်ကျွမ်းနေတဲ့အမျိုးဆိုတော့ damage ကလည်းပြင်းပါတယ်အဲ့ဒီ reaction ကကိုယ့်ကိုဖြစ်ဖြစ် enemy ကိုဖြစ်ဖြစ်တက်ရောက်နေလို့ရှိရင်လွယ်လွယ်ကူကူပဲတောက်ကိတ်သွားနိုင်ပါတယ်နမူနာပြပါမယ်
ဒီမှာဆိုကြည့်ကြည့်ပါကိုကဘာမှတော့လုပ်စရာတော့မလိုပါဘူးတမြင့်မြင့်နဲ့လောင်ကျွမ်းပြီးတော့ damage ပေးနေတာပါကဲနောက်တစ်ခုကတော့ dendro နဲ့ hydro ကြားမှာဖြစ်တဲ့ bloom reaction အကြောင်းရှင်းပြပါမယ်ဒီ reaction ကလက်တွေ့မှာပင်တွေကိုရေလောင်းလိုက်လို့ရှိရင်မျိုးဥလေးမျိုးစီလေးရတယ်လို့မျိုးပဲသူ့စီမှာ dendro ကိုလေးရပါဒီမှာဆိုရင် enemy က dendro effect တက်ရောက်နေပါတယ်အဲ့ဒါကို hydro effect သွားပေးလိုက်ပါမယ်dendro နဲ့ hydro နဲ့တွေ့မိသွားတဲ့ဒီလိုမျိုး dendro ကိုလေးထွက်လာတာကိုမြင်ရပါတယ်အဲ့ dendro ကိုလေးကသူတို့ပေါ်လာပြီး6စက္ကန့်ကြာနဲ့သူတို့ပောက်ကွဲပြီးတော့ dendro damage ကိုပေးပါတယ်ဒါကတော့ bloom reaction အကြောင်းပါ bloom reaction ဒါနဲ့တည်းမပြီးသွားသေးပါဘူးသူ့မှာ combo 2ခုရှိပါသေးတယ်အဲ့လိုမျိုး hydro နဲ့ dendro နဲ့တက်ပြုတ်ပြီးဖြစ်လာတဲ့ဒီ dendro ကိုလေးတွေကပေါ့နော် electro နဲ့တက်ပြုတ်လိုက်လို့ရှိရင် hyper bloom ဆိုတဲ့ reaction ဖြစ်ပြီးတော့ pyro နဲ့သွားပြီးတက်ပြုတ်လိုက်လို့ရှိရင် virgin ဆိုတဲ့ reaction ဖြစ်ပါတယ်အရင်ဆုံးဒီ dendro ကိုလေးတွေနဲ့ပေါ့နော် electro နဲ့တွေ့တဲ့အခါကျရင်ဖြစ်တဲ့ hyper bloom အကြောင်းရှင်းပြပါမယ်ဒီ dendro ကိုလေးတွေကပေါ့နော်ခုနပြောရဲ့အတိုင်းဆို6စက္ကန့်နေမှသူ့ဘာသူပောက်ကွဲတာပါဒါပေမဲ့အဲ့ dendro ကိုလေးတွေကို electro နဲ့သွားပြီးထိလိုက်တဲ့အခါကျရင်သူ့ဘာသူသွားပြီးတော့နှမျိုးဓာတ်ရိုက်သွားပြီး damage သွားပေးတာပါ6စက္ကန့်စောင့်စရာမလိုပါဘူးဒီက dendro ကိုလေးကို electro နဲ့သွားပြီးတော့ react လုပ်ကြည့်ပါမယ်electronic ထိလိုက်တာနဲ့ဒီ dendro ကိုလေးတွေကရေချက်ချင်း enemy ဆိုတိုက်ရိုက်သွားပြီး damage သွားပေးတာကိုမြင်ရပါတယ်။ဒါ hyper bloom ရဲ့အလုပ်လုပ်ပုံပါ။တကယ်လို့ကိုက hyper bloom team ဆော့ချင်လို့ရှိရင် team ထဲမှာ electro hydro dendro character တွေလိုအပ်ပါတယ်။နောက်တစ်ခုကတော့ dendro ကို combo 2ခုတည်းရပါတော့။ pyro နဲ့တွေ့လို့ရှိရင်ဖြစ်တဲ့ virgin reaction အကြောင်းပါ။ virgin reaction မှာကျတော့ဒီ dendro ကိုလေးကိုမီးနဲ့သွားထိလိုက်တာနဲ့သူကချိန်ကိုက်ပုံတစ်လုံးကိုချက်ချင်းပောက်ကွဲအောင်လုပ်လိုက်တဲ့လိုမျိုးပါပဲ။အဲ့ဒီ damage ကတစ်ခါကျကိုကိုလည်းသွားထိနိုင်ပါတယ်။နမူနာပြပါမယ်။ဒီနေ့တိုင်းပါပဲပောက်ကွဲမှုအကြီးစားကြီးဖြစ်သွားတာပါကဲနောက်တစ်ခုကတော့ dendro နဲ့ electro ကြားမှာဖြစ်တဲ့ quicken reaction အကြောင်းပါ quicken ဖြစ်သွားလို့ရှိရင်ဒီလိုမျိုးအစိမ်းရောင်လျှက်စစ်လေးဖြစ်နေပါတယ်အဲ့လိုမျိုး quicken ဖြစ်နေတဲ့အချိန်မှာ electro နဲ့ dendro ပြီးလို့ရှိရင် electro နဲ့ dendro ရဲ့ damage တွေကိုပိုတွန်းအောင်သွားလုပ်ပေးရပါအဲ့လို quicken ဖြစ်နေတဲ့အချိန်မှာ electro သွားပြီး damage ပေးလိုက်လို့ရှိရင် aggravate ဆိုတဲ့ reaction ဖြစ်ပြီးတော့ electro damage ပိုတိုးသွားပါတယ် electro မဟုတ်ဘဲနဲ့ dendro ပေးလိုက်လို့ရှိရင်တော့ spread ဆိုတဲ့ reaction ဖြစ်ပြီးတော့ dendro damage ပိုတိုးသွားပါတယ်ကဲနောက်ဆုံးတစ်ခုကတော့ဒီအသစ်ထွက်တဲ့ not cry character နဲ့ debut ဖြစ်တဲ့ luna charge နဲ့ luna bloom reaction အကြောင်းပါအရင်ဆုံး luna charge reaction အကြောင်းရင်းပြပြပါမယ်ဒီ reaction တော့ရုံးမိဒီတော်တော်လေးသုံးဖြစ်နေတဲ့ reaction မှာတော်တော်လေးသုံးလို့ကောင်းပါတယ်ဒီ luna charge ကပေါ့နော်ဒီ hydro နဲ့ not cry က electro character တရားရောက်နေပေါ့နော် react လုပ်လို့ရှိရင် luna charge reaction ဖြစ်ပါတယ်ဒီ luna charge မှာဘာဖြစ်လဲဆိုတော့လူမိုးတိတ်လေးပေါ်လာပြီးတော့ကွာ electro or hydro damage ပေးတိုင်း luna charge reaction ဖြစ်ပါတယ်ကဲနောက်ဆုံးကျန်တာတော့ luna bloom အကြောင်းပါ luna bloom အကြောင်းကိုပေါ့နော်ရုံးမိကတခြားကြီးတော့သိတော့မသိပါဘူးဘာလို့ဆိုတော့ကျွန်မဒီမှာလောင်းမှမရှိတော့လေအင်တာနက်ကကြည့်ပြီးတော့ပေါ့နော်နားတဲ့တလောက်လေးပဲပြန်ပြပါတော့မယ်ဒီ luna blooms ကတော့ပေါ့နော်ရိုးရိုး blooms reaction တော့တိတ်တော့မကွာပါဘူးကွာသွားတာတခုက not cry တဲ့ကဒီ dendro character နဲ့ဒီ hydro နဲ့ပေါင်းလိုက်လို့ရှိရင် luna blooms ဆိုပြီး reaction လေးဖြစ်တာပါပြီးတော့ဒီ luna blooms ကပေါ့နော်ရိုးရိုး dendro ရဲ့ reaction တွေနဲ့တူတူပါပဲလို့မြင်မိပါတယ်ကဲဒီနေ့ကဒီလောက်ပါပဲရှင်မသိရတဲ့သူတွေလည်းနားလည်သွားမယ်လို့မျှော်လင့်ပါတယ် so bye bye